ရီမောအိုင်ဒီဝမ်ဆွဲသားဆက်လေးကိုမှဒီလိုမျိုးအပေါ်ပြောင်းဆင်လေးနဲ့မာလာဝမ်ဆက်ဒီဇိုင်းလေးရောင်းပေးသွားပါမယ်ရှင်ဒီဝမ်ဆက်လေးဆိုရင်ပေါ့နော်မတို့ရွေးလို့ရအောင်လို့33ရောင်ထုတ်ပေးထားတယ်ဒီမိုဝီထားလေးကကျတော့သူကစင်းပြာရောင်လေးပေါ့နော်ဒီရောင်လေးဆိုလည်းအရောင်ဆန်းဆန်းလေးပြီးတော့လုံးကြီးစင်လေးဆိုရင်လည်းသူကနက်ပြခန်းလေးပေါ်မှာဒီလိုမျိုးဒီဇိုင်းဆန်းဆန်းလေးနဲ့ပုံလေးပေါ်ပေးထားပါတယ်ရှင်ကျန်တဲ့ရောင်လေးလည်းပြပေးပါမယ်ဒါလေးကကျတော့သူအရောင်ဆန်းလေးပေါ့သူကကျတော့မျိုးအစိမ်းရောင်လေးကိုမှလေခဲစင်းရောင်ပတ်သွားတယ်ဒီရောင်လေးကဘိုးလဲဆန်တယ်ရောင်လဲဆန်တယ်ဒီစင်လေးဆိုရင်လည်းသူမျက်စိအေးစေတယ်လို့အနက်ခံလေးပေါ်မှာဒီဇိုင်းလေးပေါ်ပေးထားပါတယ်ရှင်နောက်ဆုံးရောင်လေးကကျတော့သူနုနှစ်ရောင်လိုမျိုးလေးကိုမှဒီလိုမျိုး spot လုံးဒီဇိုင်းလေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတာပါအခုဒီမိုးဝေးပြတဲ့ဒီဇိုင်းလေးကပေါ့နော်သူကဒီလိုမျိုးသူ့ဒီဇိုင်းအနေနဲ့ဆိုရင်လည်းပိုက်ကပါဖြစ်အောင်လို့ဒီပိုင်နားလေးမှာအတွန်ဝဲလေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတာဆိုတော့သူကပိုက်ပူရာရင်ငေါပူရာကိုလည်းတကယ်လို့မှကပါဖြစ်စေပါတယ်ရှင်ပြီးတော့ပေါ့နော်အခုဒီမိုးဝေးပြထားတဲ့ဒီ ID1 ဆွဲသားစစ်လေးတွေကသူက5-6နှစ်လောက်ထိအာမခံပါတယ်ရှင်အရင်ကြိုက်လို့ခဏလေးဝင်အောင်မှသူကရေလျှော်များရင်တော့မှရေမရွဲသွားဘူးအယောင်လည်းမကြောက်ဆေးလည်းမကျွတ်တာဆိုတော့အခုပဲဒီမိုး page messenger လေးမှာမြင်မြင်လေးလာတင်လိုက်တော့နော်